မင်္ဂလာပါဒီတစ်ခေါက်ဘလော့လေးကကျွန်တော်မန္တလေးနဲ့ပြူးလင်းကိုလဲသွားခဲ့တဲ့ဘလော့လေးဖြစ်ပါတယ်ရန်ကုန်ကနေမန္တလေးကိုကျွန်တော်တို့စီးခဲ့တဲ့ကားကတော့မန္တလာမင်း Express ဖြစ်ပါတယ်ကားပေါ်မှာအေးနဲ့အစာပြေမုတ်လဲကျွေးပါတယ်မန္တလာမင်းတရားရှိသူရရောက်မန္တလာမင်းကပြောင်းနိုင်ခွဲလောက်ကားစီးပြီးတော့တော့ညသာသုံးဆောင်ဖို့96မိုင်မှာခဏရန်နာပေးပါတယ်တို့ကတော့96မိုင်က KFC မှာပဲညစာကိုသုံးဆောင်ခဲ့ပါတယ်A few moments later အန်လေးရောက်တော့တကယ်ချင်းလာကျူလို့တကယ်ချင်းကနေပဲပြူးလင်းကိုဆက်လက်ချစ်တက်ခဲ့ကြပါတယ်ပြူးလို့ရောက်ပါပြီဒီဟာကကျွန်တော်တို့တဲမဲ့ White House Hotel ပြူးလို့ဖြစ်ပါတယ်လိုက်ခဲ့ပေးကြပါဒီကူကလည်းပါပါတယ်ဟိုမှာဆိုကလေးတွေပါရင်ကလေးတွေကစားဖို့ကလေးကစားခွင့်ရရှိဒါလေးက hotel ရဲ့ lobby နဲ့ reception area လေးဖြစ်ပါတယ်ခန်းလေးလည်းကြောက်ပါမယ်မှာရေချူကန် toilet ဒီဘက်မှာကဒီကြီးပဲပါပါတယ်ဒီကတက်တာဒီရန်နာဘောက်ကိုထောက်ပြပါမယ်အဲ့တော့နိုင်ယူပြီးတဲ့နောက်မှာတော့ကျွန်တော်တို့ပထမဆုံးတော့ပြခဲ့တဲ့နေရာလေးကတောင်ဘူးလာဇေဒီဖြစ်ပါတယ်ခုတောင်ဘူးလာဖရာဘောင်တက်မှာဖြစ်ပါတယ်ဒီမှာတောင်တက်ကားကတော့အသွားပြန်တယောက်ကို3000ပေးရပါတယ်အဲ့ဒီတောင်ပေါ်တက်ကမှာပါတောင်ကတော့ပိုးပေါ်မြင်နေရတဲ့တောင်ပေါ်တက်ခါမှာတောင်တက်ကားစီးနေပါပြီတော့ရောက်လို့ရှိရင်ပြလာတာဆက်လိုက်တာ Okayတောင်ဝကနေမြင်ရတဲ့ရှုခင်းတွေကတော်တော်လေးကိုလှပါတယ်။တော့တောင်ဘူးလောက်မှာတက်တက်လို့စတူဒီတာလည်းကျွေးပါတယ်။တော့နောက်ထပ်သွားစရာနေရာတွေရှိသေးလို့တက်တက်လို့စတူဒီတာတော့မစားခဲ့ကြပါဘူး။ဒါလေးကကျွန်တော်တို့ခုနကတက်လာခဲ့တဲ့တောင်တက်ကားကိတ်ကိုပွားနေလက်ရိုက်ပြထားတာပါခုကတောင်ဘူးလာပြန်ဆင်းပြီးတော့ဒီနောက်မှာရှိတဲ့ဂျပန်ရွာကိုတောင်းမှာဖြစ်ပါတယ်လိုက်ခဲ့ပြကြပါအောင်တောင်ဘူးလာအနေပြန်သွားပြခဲ့တဲ့နေရာလေးကတော့ငွေတွေကြားထဲမှာနာမည်ကြီးနေတဲ့ဂျပန်ရွာဆိုတဲ့နေရာလေးကိုကျွန်တော်တို့သွားခဲ့ပါတယ်ဂျပန်ရွာလေးကဝင်ချေးတစ်ယောက်ကို9000ပေးရပါတယ်ဂျပန်ရွာလေးထဲမှာဆိုရင်တပ်ပုံရိုက်ဆရာနေရာတွေအများကြီးရှိပါတယ်ဒီလိုဂျပန်ဝစ်စုံတွေငှားပြီးတော့လည်းတပ်ပုံရိုက်လို့ရပါတယ်
ဟိုတယ်မှာခဏလောက်ပြန်လာပြီးတော့ညနေဘက် coffee ဆိုင်လေးတစ်ဆိုင်ကိုတော့ပြခဲ့ကြပါတယ်ဒါလေးကကျွန်တော်တို့တော့ပြခဲ့တဲ့ coffee ဆိုင်လေးဖြစ်ပါတယ်ကော်ဖီဆိုင်နေပြန်มาတော့ကျွန်တော်တို့ဘက်ကောက်ရီတကုံဘက်ကိုလည်းရောက်ခဲ့ကြပါသေးတယ်တို့ရောက်ခဲ့တဲ့ချိန်ကပန်းချံပိတ်တဲ့ချိန်မလို့ကေဘယ်တွေတော့ပိတ်သွားပါပြီအဲ့ဒါနဲ့မပိတ်သေးတဲ့ဒီအားလေးကိုမကြည့်မငယ်နဲ့စီးခဲ့ကြပါတယ်ပန်းချံကနေပြန်มาတော့ဒုက္ခန္တာဘုရားကိုတော်ရောက်ဖွင့်ပြခဲ့ကြပါတယ်ညစာကိုတော့ပြုံးလင်ကနာမည်ကြီးစူပေါင်းစားတော့ဆိုင်မှာစားခဲ့ကြပါတယ်ဒါလေးတွေကကျွန်တော်တို့မှာထားတာလေးတွေပါ Nice. နောက်တစ်နေ့မနက်မှာတော့ hotel က breakfast စားပြီးတော့မန္တလေးကိုပြန်ဆင်းมาဖြစ်ပါတယ် hotel breakfast လေးကလည်းတော်တော်ဆိုးလေးထားရှိပေးထားပါတယ်ထမင်းကြော်ခေါက်ဆွဲကြော်အသီးရွက်ကြော်နဲ့ coffee အေးအသီးမျိုးစုံနဲ့ထားရှိပေးထားပါတယ်ဟိုတယ်က breakfast စားပြီးမှာတော့ယူမင်ကရွှေလက်ဆန်ကဖေးမှာနာမည်ကြီးနေတဲ့ cheese platter မဆိုင်ကြပါသေးတယ်ပြုံးလို့ရောက်ရင်အိန္ဒိယချုံမှုတွေရောင်းတဲ့ရှမ်းမလိုင်ဆိုင်ကိုအင်ကမှာထားတာလေးတွေတော့ရပါမယ်ဝယ်ကြရှိရလို့ဝယ်ပြီးဆိုတော့ပြုံးလေးကနေမန္တလေးကိုဆင်းပါပြီသုံးသီးချီချူပေးတဲ့အတွက်အားလုံးကိုကျေးဇူးများတင်ပါတယ်။မန္တလေးပြုံးလေးဘလော့ပတ်ထူမှာဘလို့နေရာတွေရှောက်တဲ့ပြခဲ့တဲ့ဆိုတာကိုစောင့်မျှော်ပေးကြပါဦး။